大家好，欢迎来到我的视频。在这个视频里，我想跟大家讲一讲，在马年到来之际，我们如何用中文向别人送上新年祝福。我会给大家介绍一些常见地道的新年祝福语。那我们就开始吧。马上发财，发财ကချမ်းသာကြွယ်ဝမှုကိုပြောတာ马上ဆိုတာကအလင်းအမြန်2026年2026က马年မြင်းနေ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတောင်းစကားတွေပြောတဲ့အခါမှာဆိုရင်လည်းမာဆိုပြီးတော့အတန်ထွက်ပါတဲ့စကားလုံးကိုပို့ပြီးတော့အလေးပေးပြောကြတယ်马到成功，心想事成。马到成功，အလင်းမြန်အောင်မြင်မှုရပါစေ။心想事成，心想စိတ်ထဲကစိတ်ကူးလိုက်တာနဲ့事成ကိစ္စတွေအမှန်တကယ်ဖြစ်လာတယ်။အောင်မြင်မှုအလင်းမြန်ရရှိပြီးတော့လူဝင်ဆန္ဒတွေပြည့်ဝပါစေ။马年大吉，မြင်းနှစ်မှာကံကောင်းပါစေ။大吉အတိတ်နိမိတ်ကောင်းပြီးတော့ကံကောင်းတယ်။龙马金祥身体健康金祥စိတ်စွမ်းအင်龙马နဂါးလိုမြင်းလိုစိတ်စွမ်းအင်တွေပြည့်ဝနေပြီးတော့မှ身体健康ခန္ဓာကိုယ်ကျန်းမာပါစေ祝你来年马到成功马到成功အလင်းမြန်အောင်မြင်မှုရရှိပါစေ来年ဆိုတာကလာမယ့်နှစ်မှာ祝ကကြတယောက်ယောက်ကိုဆုတောင်းမေတ္တာပို့တာတဲ့စကား祝你来年马到成功我也祝大家来年顺利成功，万事如意，心想事成。谢谢观看。